Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဇူလိုင်လ1ရက်နေ့ဖြစ်ပါတယ်ကိုယ့်ရဲ့မွေးလာဆိုလဲမမပေါ့နော်9လပိုင်းလေးပေါ့ဒီနေ့မှာရုံးကနေပြီးတော့ကိုဗစ်ကာကွယ်ဆေးထိုးပေးရဲ့အစီအစဉ်လေး activity လေးလုပ်တာပေါ့နော်အားကြောင့်မလို့ကိုဗစ်ကာကွယ်ဆေးမထိုးခင်ရင်ဆုံးချက်လက်တွေဖြည့်ရဲ့ဆရာမတွေကစစ်ဆေးပေးရပေါ့စစ်ဆေးပြီးတော့မှကိုအဆင်ပြေပြီးပုံလေးဖြစ်ပြီးဆိုတော့မှထပ်ပြီးတော့စစ်ဆေးပေးရပေါ့နော်ဒါတော့သွေးပေါင်ချိန်မှုတန်းစီနေရပါဒီရှိအမိုင်းတော့ကရမ်းချိုးကောင်းတဲ့အမိုင်းနဲ့အရင်ရအမိုင်းနဲ့ပါကဲနောက်ဆုံးတော့သွေးပေါင်ချိန်မှုအလဲရောက်ပါပြီသွေးပေါင်ချိန်ကတော့ပြေးပါတယ်အစင်းလည်းပြေးပါတယ်ဒါပေမဲ့တနေ့ကနေမကောင်းဖြစ်တာတော့မပြေးမှာအစင်းမပြေးမှာစိုးရင်ရပါတော့ဆရာမတွေကိုတေချာမေးတော့ဆရာမတွေကအစင်းပြေးရဲဆိုလို့ကိုဗစ်ကာကွယ်ဆေးထိုးလိုက်ရတယ်ပေါ့နော်ဆရာမကိုစကားတွေများနေတော့မိမိပါကဲနောက်ဆုံးတော့အကောင်လုံးလည်းအဆင်ပြေပါတယ်ဒါကြောင့်မလို့ကာကွယ်ဆေးထိုးလို့ရပါပြီဆရာမတော့မနာထိုးပြီးမလို့ပြောတယ်ဆရာမကိုဒီနေ့ကနေမကောင်းဖြစ်တဲ့အကြောင်းလေးပြောပြရင်းနဲ့ဆရာမမေးရတွေဖြေနေရပါတော့ပြောနေနေပဲဆရာမခါတော့ဆိုလို့ post ပေးရမယ်ထင်တာတကားလည်းထိုးလိုက်တော့တာပေါ့နော်မနာပါဘူးဒါပေမဲ့လည်းတစ်ချက်ကလေးပဲနာတော့လည်းပြုံးပြုံးတိခဲရတာပေါ့ပြီးသွားပါပြီတော့ဆုံးတော့ထိုးပြီးပါပြီကဲထိုးပြပါပြီဒါကတော့ group photo လေးရိုက်တာပါထိုးပြရအတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာဒါလေးကတော့အမှတ်တရဗီဒီယိုလေးတင်လိုက်တာပါ